မန္တလေးမြို့နိုင်ငံကျော်ရွာသားကြီးအဖိုးဆရာမင်္ဂလာစုတော်မြိုင်မန္တလေးကိုစိန်တောင်းမန္တလေးကိုစိန်အောင်တို့ကမျိုးစစ်ချပေးလိုက်တဲ့ဒီကြအမှုပညာမျိုးဆက်ဖြစ်တာခင်ဗျခွဲတော်လား
မရတဲ့ရိုးရ